တိုင်းပြည်ရဲ့တောင်ဘက်ခြမ်းမှာတိတ်ဆုံးခြင်းနဲ့မျော်လင့်ချက်ကင်းမဲ့ခြင်းတို့ရဲ့အငွေသက်တွေဖြစ်နေတဲ့တိရှိတဲ့တောင်ကြားတစ်ခုရှိပါတယ်။အဲဒီတောင်ကြားရဲ့အဝင်ဝမှာလည်းတရှိများသတိထားရန်ဆိုပြီးရေးထားတဲ့ကြက်သွေးရောင်ကြောက်တုံးတွေပေါ်ကသတိပေးစာတစ်ခုရှိနေပါတယ်။ကြော်ရှမ်းစရာတွေပြည့်နေတဲ့နှိမ့်ချွတ်သတိပေးစာတစ်ခုပေါ့။အဲဒီတိတ်ဆုံးခြင်းနာမည်ကိုမော်စကိုကကြီးကြီးစွာနဲ့ပဲဖျက်လျှောက်လာခဲ့ပါတယ်။သူဟာတိတ်မကြခင်ကပဲသူ့ရဲ့ရဲဘော်ရဲဘက်တွေရဲ့တိတ်ဆုံးခြင်းတွေကိုကိုယ်တိုင်ကြုံတွေ့လာခဲ့ရတာဖြစ်ပါတယ်။ညမိုးရီရွာနေတဲ့အချိန်မှာမော်စကိုရဲ့လူတွေကသူ့အတွက်ဒိုင်းကဖြစ်နေသူတို့ရဲ့ခန္ဓာကိုယ်တွေကိုသုံးကတယောက်နောက်ကနေတယောက်တလှမ်းချင်းတိုးခဲ့ကြပါတယ်။သူတို့တွေသူ့ရှိမှလဲကြရင်ထွက်လာတဲ့သူတို့ရဲ့အေးဆက်တဲ့အော်ဒန်တွေကလူတယောက်ကိုယူသွတ်သွားစေလောက်ပါတယ်။သူ့လူတွေရဲ့ဆွန့်လွတ်အနစ်နာခံမှုတွေကိုကျေးဇူးတင်စွာနဲ့မော်စကိုဟာသူ့ရဲ့အသက်အတွက်သူ့လူတွေနဲ့တူညီတဲ့ကံကြမ္မာကနေလက်မတင်လေးလွတ်လာခဲ့ပါတယ်။အမှောင်ထဲမှာမော်စကိုဟာလွတ်ဝက်ဆန်းကျင်တဲ့အတန်တစ်ခုသူ့နာမည်ကိုတူတူလေးခေါ်နေတော့ကြားလိုက်ရပါတယ်။အဲ့ဒီဟာရဲ့တည်ရှိမှုကအရန်ရှိကြပြီးတော့မိစ္ဆာငွေတက်တွေရနေပါတယ်။ဘသူလဲလို့ခေါ်လိုက်ပြီးတော့မော်စကိုဟာလှည့်လည်ပြီးရှာဖွေခဲ့ပေမဲ့ဘာတော့ပြန်တော့မှမကြားခဲ့ရပါဘူး။ဒီချိန်သာတင်နေတဲ့နေမီမှာလင်းပြစားပြုတ်နေတဲ့နေဝင်စည်းစာဟာလူသူကင်းမဲ့နေတဲ့တောင်ကြားကိုကြက်သွေးရောင်နေနဲ့ပြည့်သွားစေပြီးတော့အဆုံးမရှိတဲ့မှောင်မဲခြင်းတွေနဲ့ဖုံးလွှမ်းသွားစေပါတယ်။ရှောက်လာရင်းနဲ့မော်စကိုရဲ့မြင်ကွင်းထဲမှာကြီးမားလာတဲ့နဂါးရိုးစုကြီးကိုစပြီးတော့မြင်လာရပါတယ်။အဲဒီနဂါးကြီးရဲ့ရိုးတွေဟာတောင်ကြားမှာပြန့်ကားနေပြီးတော့ကြည့်နေရတာကဒီတောင်ကြားရဲ့တွေးပက်စရာကောင်းတဲ့တည်ဆုံးခြင်းတွေရဲ့အကြောင်းပြန်ပြီးတော့အစဖော်နေတယ်လို့ပါပဲ။နေဝင်ချင်းအလင်းရဲ့အောက်မှာရိုင်နေနေတဲ့ခန္ဓာကိုယ်နဲ့မော်စကိုဟာရိုးစုကြီးစီကိုဆင့်ခေါ်ခံခဲ့ရတဲ့အတိုင်းရှောက်သွားပါတယ်။မော်စကိုဟာသူ့ရဲ့ငယ်ရွယ်တဲ့ပုံရိပ်အဖြစ်နဲ့ရိပ်တွေနဂါးဦးကောင်းကပေါ်မှာကြန့်ခိုင်စွာရပ်နေတာကိုမြင့်တေစွာနဲ့စိုက်ကြည့်နေခဲ့ပါတယ်။လူတွေရဲ့ကျင်နာမြတ်နှမှုတွေကိုလည်းသူကြားနေရပါတယ်။ရှီဟောက်မှတ်သားတစ်ခုတစ်ပွဲမြေပြင်ပေါ်ကိုစီးကြနေတဲ့သူ့ရဲ့တန်ရာသေးတွေနဲ့အတူသူ့ရဲ့ထဲမှာဒေါသတွေလောင်ကျွမ်းနေခဲ့ပါတယ်။အဲဒီအချိန်မှာတွေးဆွနေတဲ့မြူကိုတစ်ခုကနဂါးရဲ့ရိုးစုတွေကနေမော်စကိုရဲ့ခန္ဓာကိုယ်တွေကိုစီးဝင်သွားပါတယ်။လူ့ဝက်ဆန်းကျတဲ့အတန်ကနောက်တစ်ခါပေါ်ထွက်လာခဲ့ပါတယ်။ငါကဒေါသတွေရဲ့အုပ်ချုပ်ဆိုးမှုသူဒရဝန်ဝင်နဂါးပဲ။ဒါပေမဲ့ဒီကာလမှာငါရဲ့မွေးနဂါးဝိညာဉ်ဟာအတိတ်မှာပဲရှိရတဲ့အရာဖြစ်တယ်။မင်းရဲ့သွေးဟာငါ့ကိုနှိုးထလာစေခဲ့တာပဲ။ငါမင်းရဲ့နာကျင်မှုဒေါသနဲ့အမုန်းတွေကိုခံစားမိနေတယ်။ခရီးသားပြောပါရဲ့။ဒေါသနဲ့အမုန်းဟုတ်တာပေါ့။သူဟာနာမည်ကြီးတဲ့နဂါးမို့ဆိုတစ်ယောက်ဖြစ်ခဲ့ပါတယ်။တိုင်းပြည်ကိုစူးစီးနိုင်ခဲ့တဲ့စစ်သူကြီးကောင်းတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။လူတွေအားလုံးရဲ့သူရဲကောင်းတစ်ယောက်ပေါ့။ဒါပေမဲ့မျက်စိတမဲအတွင်းမှာသူ့ရဲ့ဘရင်နဲ့တော်ဝင်တက်မတော်ဟာသူနဲ့သူ့လူတွေကိုတစ္ဆာဖောက်ပြီးတော့ချိန်မောင်းဖို့လုပ်ခဲ့လို့သူ့ရဲ့ရဲဘော်တွေကြာဆုံးခဲ့ပြီးသူလည်းဒီနေရာကိုရောက်နေကြရတာဖြစ်ပါတယ်။ဘသူကများဒီအချိန်ဒီမှာမုန်းနေနဲ့မပြေပဲနေမှာပါလေ။အစားချေရမယ်။ဒီတစ္ဆာပေါက်တွေကမီးနဲ့တွေးချာမှာပြိဆက်ကြရမယ်။မိစ္ဆာငွေတက်တင်နဲ့ရစ်ပတ်နေတဲ့မော်စကိုဟာလောင်ကျွမ်းနေတဲ့ဒေါသတွေနဲ့အတူပြည့်ကျွေးလိုက်ပါတယ်။တင့်ရဲ့ခွန်အားကိုပေးငှားပါ။တင့်နာမည်ကိုဒီညမြေတစ်ခွင်မှာပြန်ပြီးတော့ဖိဖိန်တောင်အောင်ကြောက်နေစေရမယ်လို့ခရီးပေးပါတယ်။မင်းရဲ့ဝိညာဉ်ကိုပေးဆက်ရမယ်ဆိုရင်တောင်လား။မွေးနဂါးကြီးကမေးလိုက်ပါတယ်။ယူလိုက်ပါ။တဆာရှိရဖို့အတွက်ဆိုရင်တွေးဆွနေတဲ့မြူရိုးတွေဟာမော်စကိုရဲ့ခန္ဓာကိုယ်တွေကိုစီးဝင်သွားကြပါတယ်။ရှီဟောင်းမွေးနဂါးကြီးရဲ့ပိတ်လောင်ခံထားရတဲ့စွမ်းအားတွေဟာတွေးကြောတစ်ခုကိုရှာဖွေတွေ့ရှိသွားပြီဖြစ်ပါတယ်။မွေးနဂါးရဲ့ဝိညာဉ်နဲ့ရှေးရွရာတွေဟာမော်စကိုကိုရစ်ပတ်သွားပြီးတော့ဒီထဲမှာတွေးရင်းနဲ့ဖုံးလွှမ်းသွားပါတယ်။ဒီလိုနဲ့ပဲအားလုံးရဲ့သူရဲကောင်းတစ်ခါကနဂါးတွေနဲ့မွေးနဂါးတွေကိုတုတ်တင်ခဲ့တဲ့ဂုံယူရတဲ့နဂါးမို့ဆိုဟာကဘာကြီးကိုလက်စားချဖို့အတွက်အဆုံးစွန်သောငရဲလမ်းလေးကိုရှောက်လိုက်ခဲ့ပါဘူး။ဒေါသတွေနဲ့အတူကောင်းကင်ကြီးဟာပြောင်းဆက်နေပါတယ်။ရက်စီးတွေဟာလည်းညအနှံ့မှာလက်နေပါတယ်။မွေးနဂါးကြီးရဲ့ပုံတရံကိုပုံဖော်နေရင်းနဲ့ပေါ့။ဒါရီအလယ်မှာရက်နေရတော့ကျောပေါ်မှာမွေးနဂါးကြီးရဲ့ရိုးစုတွေကိုတည်ဆောင်လာတဲ့လောင်ကျွမ်းနေတဲ့ရုံမျက်နှာတစ်ခုဖြစ်ပါတယ်။လက်ထဲမှာလှံကိုကင်ဆဲပြီးတော့တွေးဆွနေတဲ့မြူတွေကြားကနေသူထွက်ပေါ်လာခဲ့ပါတယ်။မင်းတို့ရဲ့သူရဲကောင်ပြန်ရောက်လာပြီ။